ပြောကြရှိရဲ့နော်စာမိုးပိုင်းနည်းနေဖြစ်တဲ့ကြောင့်မို့လို့စာရီကိုကြိုးချက်တာဒီနှစ်ကစာမိုးပိုင်းကြားရှိတဲ့အတွက်ကြောင့်မို့လို့ကိုယ်တိုင်စူးစမ်းမှကိုယ်တိုင်ရမှာကိုအခြေအနေကိုလည်းကိုဒီဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြိုတင်ပြင်ဆင်ထားကြနော်ရှမတာပြောတယ်ကြီး မင်းလေဟာလေ ရှမတားတို့ဆောင်းမစားမပေး အဖေတော့အကြောင်းမှာဆောင်းမဆက်ပေးဘူးလို့လေ ရှမကျူရှင်မဆောင်းမစားရေးပေးထားတယ်ကျွန်တော်သိတာ သူများရလို့ချင်းသူများရလို့သူလို့လုပ်လေဒေါသမထွက်ချင်ဘူးနော်နမစက်ကိုပြီးထိုင်နေလိုက်တော့ ကဲတားတော့ဆရာပြောပြကြတဲ့ခွရှိရယ်ဒီနေ့ကစာမွေးစာကိုတေချာလုပ်မယ်။ဘာလို့ဆိုတော့ဒီနေ့ကစာမွေးရအကြရှိရကွာ။နော်အဲ့တော့တေချာစူးစမ်းပါအခက်အခဲမရှိတာပြီးတော့နားမလဲတာအစမပြေတာရှိရင်ဆရာလာပေးပြီးတော့ဆရာမနဲ့ဖြန်ကိုတားတို့အတွက်စာမွေးစာအကုန်လုံးပေးမယ်နော်အဲ့တော့နားမလဲရရှိရင်ဆရာလာမေးဒီနေ့သင်တဲ့ပို့စာကြီးလည်းတေချာလိုက်ပြီးတော့ကြည့်မယ်ကြားလား ဆရာတော့ဆောင်းဝဲစာပေးပါရဲ့ဆရာရဲ့ဒါပေမဲ့ဆရာမတော်ကြီးစင်မောဆောင်းဝဲစာမပေးဘူးလို့ပြောရဲဆရာရဲ့ ဟုတ်လားစာမွေးမနေသေးလို့နေမှာပါတိုင်စာမွေးနေမတော့ပြီးမှာပါ ဒါကတော့မချင်းဘူးဆရာဘာမှမတော့ပါ ဟုတ်ပါဆရာမကျွန်တော်စကားနည်းနည်းပြောချင်လို့ရပါ ဆရာရလေမလာထားချင် ဟုတ်ကဲ့ပါကျေးဇူးပါဆရာမအမတော့မဟုတ်ပါဘူးဆရာမရဲ့ကျွန်တော်နည်းနည်းပြောကြလေးရှိတော့ပါဆရာမကျောင်းမှာကလေးတွေကိုစာမွေးစာမပေးဘူးလို့ပြောတယ်ဆို ဆရာတို့ပြောရတယ် ဘာသူပြောလဲဆိုတာထက်ဟုတ်တယ်မဟုတ်ဆိုတာကိုကျွန်တော်သိချင်တာပါ ဆရာလည်းကျရှင်တင်နေတဲ့လူတယောက်ပဲလေကျရှင်ဆရာပြောလို့ဆိုတာဆရာမသိဘူးလား ကျူရှင်တင်တဲ့ဆရာချင်းတူပေမဲ့ကျွန်တော်ကျူရှင်မှာတစ်မျိုးကျောင်းမှာတစ်မျိုးဆိုပြီးတော့ခလေးတို့မှာအဲ့လိုခွဲခြားဆက်ဆံမှုလည်းကျွန်တော်တစ်ခါမှမလုပ်ခဲ့ဘူးပါဘူးဆရာမရေကျွန်တော်စိတ်ထဲတော့နည်းနည်းများလွဲနေသလားလို့လေကျွန်တော်တို့ဆရာသမားတွေဆိုတာခလေးတွေကိုဥယျာဉ်မိုးတယောက်လိုပြုစုပြောထောင်ပေးရမှာပန်းတစ်ပွင့်ကိုလမ်းဆွမ်းစွာပွင့်လန်းလာဖို့အတွက်ကျွန်တော်တို့ကပြိုးထောင်ပေးရမှာကျွန်တော်တို့ရဲ့လက်တွေကပန်းပြိုးတဲ့လက်ဖြစ်ရမှာအခုဆရာမတို့လုပ်ပါပန်းပြိုးတဲ့လက်တွေမဟုတ်တော့ဘူးလှပစွာပွင့်လန်းလာမယ်ပန်းတစ်ပွင့်ကိုချိုးတဲ့လက်ပန်းချိုးတဲ့လက်တွေဖြစ်နေပြီ ပန်းချိုးရလက်တွေပန်းပြိုးရလက်တွေဒီမှာနားမလဲဘူးဆရာကိစ္စရလဲကျမကိုမဆွတ်ဖက်တယ်ကျမကိစ္စရလဲဆရာကိုမဆွတ်ဖက်ပါနဲ့တော်ပါပြီဆရာကျမမလုပ်ဆက်ရှိသေးတယ် ကောင်းပြီလေကျွန်တော်ဘာမှပြောချင်တော့ပါဘူး အဲ့လိုနဲ့မြတ်တဲ့ကျမထင်တော့လားဒီတော့ငါပြောမယ်နော်ကျရှင်မပေးထားတဲ့ဆောင်မွေးစာတွေကိုကျောင်းမှာလောအောင်ပြန်စီနဲ့အမေတို့သတိပေးရနော် မင်းဆောင်းမစားရပြီလား ။ညဒီပါကနည်းနည်းတော့ကြံပြီ ဒီနေ့ဆရာမကျူရှင်မမင်းမယ်လို့ပြောတယ် ။အင်းကလည်းနည်းနည်းကြက်ကြည့်လိုက်ပါဦး မင်းတို့တွေဆောင်းဝဲစာရပြီငါတို့ကဒီနေ့တော့ပေးပါတော့ ။မင်းတို့ကပြောတယ်ငါဆောင်းမရရတယ် ငါသိပါတယ်မင်းတို့မညာပါနဲ့ ။ဟောရထားလိုက်ငါတို့ရထားဘူးမှလက်ခံမဟုတ်ဘူး။နည်းနည်းငါတို့လိုချင်ကျရှင်လာတက် အော်မင်းရလေကွာငါတို့ကကျရှင်မတက်နိုင်လို့ဘောကွာ ပြန်ဝေးရအလို့အောက်ရနောက်ကြခံရင်တောင်းနေတာ ။အောက်ကြရဲ့ထင်ငေါနဲ့လာမပတ်သက်မြင်အောင်ကြိုးစား။မင်းစကားပြောပုံစင်ချင်း မင်းကဘာပြောလို့ ဟဲ့မင်းတော့ပါတော့ကွာမင်းမပေးချင်လည်းနေပါတော့ အစရမင်းဒီကိုလာဦးမလာခဲ့တင်လားမင်းသွားလိုက်တော့